ဟုတ်ကဲ့မို့ဆရာတူရီ3D channel ကိုကြည့်ရှုနေကြတဲ့တူရီ3D ဝါနာရှင်များအားလုံးမင်္ဂလာပါခင်ဗျာတော့မပြန်တောက်ကြနေအတွက်မီနာလေးတွေတွေ့လာလေးတွက်ပြပေးမယ်ဗျာနော်တွက်နေတွေက1ချင်းကြီးပဲဖြစ်နေတယ်နေ့တိုင်းလို့နော်ကဲမရပြန်မှာဝတ်တင်ရိုက်ချက်လေးနဲ့တွားကြည့်မှာပေါ့ဗျာနော်ဒဲဝင်တော့တဲ့ဝင်တော့တဲ့1ချင်းပေါ့ကီးကတော့ဒီနေ့ကတော့ကီးကတော့အလုပ်ဖြစ်သွားတယ်ကီးကတော့ခုံညငါကီးရောဒီနေ့ကီးကတော့အပြီးဆွဲသွားတာပေါ့ဗျာကဲမလက်ဖြန်အတွက်ကီးကတော့136ကီးပေါ့ဗျာနော်နောက်ပြီးတော့အခွေရတယ်မထွက်လာသေးဘူးเนาะကျွန်တော်ပေးရတဲ့ခွေကမက်မှန်တစ်နေ့ပဲကျန်တော့တယ်အဲ့ခွေက2589အခွေကျန်နေတယ်เนาะအဲ့ခွေကခေါင်းမာနေတယ်မထွက်သေးဘူးညမက်မှန်တော့တတိထားပေါ့ဗျာเนาะတွက်နီးကဘယ်လိုလာလဲဆိုရင်ကျွန်တော်တို့တွားကြည့်မယ်ဗျာเนาะသုံးလုံးပေါင်းချင်းတစ်ချက်ရိုက်တယ်เนาะနှစ်ငါ3နဲ့3လုံးပေါင်းချင်း30ရိုက်တယ်တပင်ကျော်မှာလည်း3လုံးပေါင်းချင်း30ရိုက်တယ်မနှက်ပြန်မှာသူ3လုံးပေါင်းချင်း30ဆိုပြီးတော့မရိုက်ဘူးလို့လည်းမပြောလာနိုင်ဘူးဗျာရိုက်နေနိုင်တာပေါ့ဗျာเนาะအဲ့ဒါကြောင့်မို့လို့ကျွန်တော်6ထိပ်စီးကိုယူမယ်ချက်เนาะနောက်တစ်ခါ489 3လုံးပေါင်းချင်းဒီ1နဲ့ခတ်ဒီတဲ့အောက်မှာ10ပြည့်ရိုက်တယ်တဲ့နော်အောက်မှာတဲ့အတိုင်းပဲ258 3လုံးပေါင်းတော့9နဲ့ခတ်ဒီတဲ့3ပြည့်ရိုက်တယ်အခုကျွန်တော်တို့က6ထိပ်ရထားပြီနော်3လုံးပေါင်းချင်း30 3လုံးပေါင်းချင်း30 3လုံးပေါင်းချင်း30နဲ့ကျွန်တော်6ထိပ်ကျွန်တော်ခတ်မှန်းပြီးယူထားတာပေါ့ဗျာနော်အဲ့ဒီမှာ946 3လုံးပေါင်းချင်းဒီခွန်းနဲ့ခုနှစ်ခက်ဒီ3ရိုက်မယ်ဆိုရင်ဒါ6ထိပ်နဲ့4ဘိတ်ဆိုတော့6လေးတော့ကွာနော်အဲ့6လေးကတော့ကြိတ်မှကစားပေါ့ဗျာနော်ဒီဓာကြီးကစမ်းတော်ဝါနဲ့ယူရတယ်ဆိုတော့နော်ဒီ30ပေးခြင်းမှလည်းသူပေးရထိုင်တာပေါ့ကဲနောက်ထပ်တော့ပြပေးမယ်နော်နောက်တစ်ခုကဘယ်လိုလဲဆိုရင်3လုံးပေါင်းချင်းဒီ1နှစ်ခက်ဒီ10ဘိတ်3လုံးပေါင်းချင်းဒီ9နှစ်ခက်ဒီ3ဘိတ်3လုံးပေါင်းချင်းဒီ9နှစ်ခက်ဒီ3ညပရိတ်ဆိုပြီးတော့ကျွန်တော်ယူထားပြီးเนาะအဲ့ဒီမှာနောက်ထပ်ကဏ္ဍထပ်ထည့်မယ်3လုံးပေါင်းချင်းဒီ1နှစ်ခက်ဒီမှာ10ဘိတ်ဆင်းဖို့အတွက်2 5 2 3လုံးပေါင်းချင်းဒီ2เนาะ2 5 2 3လုံးပေါင်းချင်းဒီ2နှစ်ခက်ဒီတဲ့ဒီမှာနှလုံးပေါင်း4တဲ့9နဲ့5နှလုံးပေါင်း4တဲ့เนาะ10ပြိတ်ဖြစ်ဖို့ဒီမှာ9ပိတ်နဲ့ဆိုတော့3ခါထွက်တယ်ဒီအောက်မှာလည်းအတိုင်းပဲ258 3လုံးပေါင်းတော့9နှစ်ခက်ဒီ3ပြိတ်ထွက်ဖို့383 3လုံးပေါင်းတော့4နှစ်ခက်ဒီနှလုံးပေါင်း2ဆိုပြီးတော့4ပိတ်ဝင်ပြီးတော့3ပြိတ်ဖြစ်ဖို့ဆိုတော့6လေးနဲ့ဆိုပြီးတော့သူက3ပြိတ်ရှင်းသွားတာပေါ့ဗျာမနှက်ဖြန်မှာကျွန်တော်တို့က3ညပြိတ်ယူပြီးဖမ်းထားတယ်เนาะ5 9 2 3လုံးပေါင်းတော့6 5 9 2 3လုံးပေါင်းတော့6နှစ်ခက်ဒီသူတို့နှလုံးပေါင်း6ဖြစ်ရမယ်ဆိုရင်ဒီမှာ6ရှိနေတဲ့အတွက်ကြောင့်6ဖြစ်အောင်ဆိုတော့3ပိတ်နဲ့ခွန်3တကွာနော်ခွန်3တကွာဒါမှမဟုတ်သူတို့လာမှာလားပေါ့ဗျာနော်ဒါမှမဟုတ်သူတို့လာမှာလားပေါ့ဒီအလယ်နှလုံးပေါင်းချင်းဟာ4 5နဲ့9နှလုံးပေါင်းချင်းဒီ4ပါပါ9เนาะနောက်တစ်ခါ8နဲ့3နှလုံးပေါင်းချင်းဒီ1ပါပါ6ဒီမှာလည်းအတိုင်းပဲ5နဲ့6နှလုံးပေါင်းချင်းဒီ1ပါပါ6ရိုက်မယ်ဆိုရင်
4ပိတ်နဲ့ဒါ6လေးရဲကောင်းတာပေါ့နော်နှစ်ချက်ကြီးပေါ့နောက်ပြီးတော့ဒါမှမဟုတ်သူတို့လာမလားပေါ့ဗျာနော်နှလုံးပေါင်း4ကလည်း4ပါဝါ9နှလုံးပေါင်း1ကလည်း1ပါဝါ6နှလုံးပေါင်း8ကလည်း8ပါဝါ3ဆိုပြီးလာမယ်ဆိုရင်လည်း6ပိတ်နဲ့4ထိပ်နဲ့လည်းဒါ6လေးဆိုတာအားမှာပေါ့ဗျာအဲ့နှစ်ကွက်ပေါ့ဗျာနော်အဲ့နှစ်ကွက်တော့ရထားတာပေါ့ဒါမှမဟုတ်သူအပိတ်လိုင်းနောက်ထပ်တစ်ခု9 2 3လုံးပေါင်းတော့2 9 2 3လုံးပေါင်းတော့2နှစ်နှစ်ခတ်ဒီနှလုံးပေါင်း4 3 3 8 3လုံးပေါင်းတော့4 4နှစ်ခတ်ဒီနှလုံးပေါင်း2ဟောဒီမှာ9 5 9 3လုံးပေါင်းတော့3 3နှစ်ခတ်ဒီနှလုံးပေါင်း5ဖြစ်ဖို့ဆိုရင်ဒီမှာ6ရှိနေတော့ကြောင့်မို့6ပိတ်နဲ့1 9တော့က6 4ရယ်ခွန်3ရယ်1 9ရယ်နောက်အခွေထဲမှာလည်း2 5 2 5 8 9 9ဆိုတော့နော်အခွေထဲမှာကလည်း2 5 8 9အခွေထဲမှာလည်းဒါ2 8ဆိုပြီးတော့ခွေလို့ရတာပေါ့ဗျာနော်အဲ့မှာကိုယ့်ကိုယ်ဗရိတ်ကြိုက်နေဗရိတ်ကြိုက်နေဗရိတ်3ပေါ့ဗျာနော်ဒါမှမဟုတ်ဒီကီးကြိုက်တော့လေကီး3မကီးနဲ့ဗရိတ်နဲ့ဒီမှာတော့ကြိုက်တော့ကြိုက်တယ်ဗျာနော်1 3 6ကီးရဒီမှာဆိုရင်ဒါအရှင်တော့ပြည်သွားတာပေါ့နော်1ဆိုရင်လည်းဒီမှာ1 9ရှိတယ်3ဆိုရင်လည်း3ခွန်ရှိတယ်6ဆိုရင်လည်း6 4ရှိတယ်နော်အဲ့ကဏ္ဍ3ခွက်လောလောဆယ်တော့တွက်နေရပေါ့ဗျာနော်ကြိုက်မှတဲ့ကစားပေါ့နော်1ချင်းနေဖြစ်နေတယ်1ချင်းဖြစ်3မဆိုရင်3ပေါ့နော်ကိုဒီကီး3ချင်းနေဆိုတော့ကိုမှလုံးမိုင်ရှိရင်လုံးမိုင်နဲ့တွဲကစားပေါ့ဗျာနော်ကျွန်တော်ကတော့တွေ့တာလေးမြင်တာလေးတွေတွက်ပြပေးတာပေါ့ဗျာနော်အကယ်၍များပေါ့ဗျာမနှက်ဖြန်မနှက်ပေါ့ဒီလို3လုံးပေါင်းချင်းတစ်ချက်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 ဖြစ်ပေါ့ဗျာဥပမာဆိုပါတော့6ထိပ်နဲ့3လုံးပေါင်းချင်းတစ်ချက်3လုံးပေါင်းချင်းတစ်ချက်ရိုက်ခဲ့မယ်ဆိုရင်ညနေကျရင်ဒါ1ထိပ်ရှိတာပေါ့ဗျာနော်ညနေကျရင်1ထိပ်ရှိတယ်ဘာပြောက်လဲဆိုတော့သူက3လုံးပေါင်းချင်းတစ်ချက်ရိုက်ပြီးတော့ဒီမှာထိပ်ကြီးကိုသူက3ညနှစ်ခတ်ခွန်လို့ရိုက်ထားတယ်နော်ဒီမှာလည်း3လုံးပေါင်းချင်းတစ်ချက်ရိုက်ပြီးတော့ထိပ်ကြီးကိုအပေါ်အောက်နှလုံးပေါင်းချင်းခွန်ဆိုရိုက်ထားတယ်ကဲတော့3လုံးပေါင်းချင်းတစ်ချက်ရိုက်ခဲ့မယ်ဆိုရင်အပေါ်အောက်နှလုံးပေါင်းချင်းခွန်ဆိုယူရမှာပဲလေနော်အဲ့ဒါကြောင့်မို့လို့6လေးရထွက်ခဲ့ရင်တော့တကယ်နည်းနည်းရွှေပေါ့ဗျာနော်တစ်ထိပ်ပြီးတော့ကောင်းတာပေါ့အပိတ်ကတော့ကျွန်တော်နောက်မှပြမယ်ဗျာနော်တကယ်လို့6ထိပ်ထွက်ခဲ့ရင်တော့ဟိုလှတာပေါ့ဗျာကဲအားလုံးကိုလာပါဗျာเนาะဒီ3ခွက်ကိုကြိုက်တော့တယ်ကစားပေါ့1ချင်းဖြစ်3ပဲဆိုတော့3ပေါ့เนาะဒီကီးကြိုက်ရင်တော့ကီး3ပေါ့ဗျာအခွေကတော့ကြံသေးတယ်အခွေကမထွက်သေးဘူးဗျာเนาะ2 5 8 9အခွေကကြံသေးတယ်ခေါင်းမာနေပတ်ကဲအားလုံးမနေ့ကမှရှင်ပြေကြပါသေးဗျာเนาะ